င်လယ်ရင်းမျက်နှာပြင်ထက်မီတာ2430အမြင့်မှာနှစ်ပေါင်း9ကျော်ကြာအောင်မပြတ်မစီရပ်တည်နေတဲ့မြို့တစ်မြို့ရှိပါတယ်။အန်ဩစရာကတော့အဲ့ဒီခေတ်ကာလမှာဒီမြို့ကိုတိစောက်ခဲ့ကြတဲ့သူတွေမှာဂရိတ်နဲ့ဝင်ကြီးစတို့လိုခင်မီဆက်ရန်နေရတွေလည်းမရှိခဲ့ပါဘူး။ဒါပေမဲ့သူတို့ဖန်တီးတိစောက်ခဲ့ကြတဲ့လက်ရာတွေဟာဒီကနေ့ခေတ်အင်ဂျင်နီယာတွေတောင်အန်ဩရတဲ့အထိတိကျနေစေဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။တခြားလူတွေနဲ့စီကားခဲ့တဲ့ဒီမြို့ကြီးဟာအကြောင်းရင်းတိကျမသိရပဲရုတ်တရက်စွန့်ပစ်ခံလိုက်ရပြီးနှစ်ပေါင်းရာချီကြာအောင်တောတောင်တွေနဲ့တိမ်တွေကြားမှာဖုံးကွယ်နေခဲ့ပါတယ်။ဒီမြို့ဘသူတွေတိဆောက်ခဲ့ကြတာလဲဘာကြောင့်ဆွန့်ခွာခဲ့ကြတာလဲပြီးတော့မန်ချူပီချူဟာတကယ်ပဲပျောက်ဆုံးသွားခဲ့တဲ့မြို့တစ်မြို့လားဒါမှမဟုတ်လူတွေကပဲဒီမြို့ကြီးကိုမေးလျော့သွားခဲ့ကြတာလားဒီကနေ့မှာတော့ကမ္ဘာ့အပွဲနေရာတွေတဲကတစ်ခုဖြစ်တဲ့မန်ချူပီချူမြို့တော်ကြီးရဲ့ယနေ့ထိအဖြစ်ရှာမရသေးတဲ့လျှို့ဝှက်ချက်တွေကိုကျွန်တော်နဲ့အတူလေ့လာကြည့်ရအောင်ခင်ဗျာစနေခေပီရူးနိုင်ငံရဲ့အင်ဒီစ်တောင်တန်းတွေပေါ်မှာတိမ်တွေကြားကနေထင်ထင်ရှားရှားမြင်တွေ့နိုင်တဲ့မန်ချူပီချူမြို့တော်ကြီးဟာအင်ကာအင်ပါယာတွေကရေးပါတဲ့ရှေးဟောင်းမြို့တစ်မြို့ဖြစ်ခဲ့ပါတယ်။နှစ်ပေါင်း900ကျော်ကြာမြင့်ခဲ့ပေမဲ့သူ့ရဲ့လျှို့ဝှက်ချက်တွေကတော့ယနေ့ထိလူသားတွေကိုအံ့ဩနေသေးပါ။မန်ချူပီချူရဲ့တမိုင်းကိုနားလည်ဖို့ဆိုရင်အရင်ဆုံးဒီမြို့ကြီးကိုတည်ဆောက်ခဲ့တဲ့အင်ကာအင်ပါယာကြီးရဲ့တမိုင်းကြောင်းကိုသိဖို့လိုပါတယ်။15ရာစုအတွင်းမှာအင်ကာအင်ပါယာဟာတောင်အမေရိကတိုင်းအင်အားကြီးဆုံးအင်ပါယာကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ဒီကနေ့ခေတ်ပီရူး၊အီကွေဒေါ၊ဘိုလီဗီးယား၊ချီလီနဲ့အာဂျင်တီးနားမြောက်ပိုင်းအထိကျယ်ပြန့်စွာအုပ်ချုပ်နိုင်ခဲ့ပြီးလူရဲ့အတန်းပေါင်းများစွာနေထိုင်တဲ့ယဉ်ကျေးမှုကြီးတစ်ခုလည်းဖြစ်ပါတယ်။အင်ကာလူမျိုးတွေဟာတန်အိုမသုံးခဲ့ကြသလိုဘီးကိုလည်းတဲအိုပို့ဆောင်ရေးအတွက်အသုံးမပြုခဲ့ကြပါဘူး။ဒါမဲ့တောင်တန်းတွေပေါ်မှာကီလိုမီတာတောင်းချီရှည်လျားတဲ့လမ်းကွယ်ရပ်တွေကိုဖောက်လုပ်နိုင်ခဲ့ပြီးတောင်ဆောင်တွေကိုလေယာစိုက်ပျိုးနိုင်တဲ့လှေကလေးမြေယာတွေဖြစ်ပြောင်းလဲခဲ့ကြပါတယ်။ဒီလိုအန်ဩဘွေယာနည်းပညာနဲ့အင်ဂျင်နီယာပညာတွေကြားကနေဒီကနေ့ခေတ်လူသားတွေကိုအံ့ဩစေတဲ့မန်ချူပီချူမြို့တော်ကြီးပေါ်ပေါက်လာခဲ့တာပါတမိုင်းပညာရှင်အများစုရဲ့ဆိုအရမန်ချူပီချူကို15ရာစုအလယ်လောက်မှာအင်ကာဘုရင်ပါချာကိုရီရဲ့အမိန့်နဲ့တည်ဆောက်ခဲ့တယ်လို့ယူဆကြပါတယ်။ပါချာကိုရီယာအင်ကာရဲ့ပါယာကိုအင်အားကြီးနိုင်ငံတစ်ခုဖြစ်ပြောင်းလဲပေးခဲ့တဲ့အကျော်ကြားဆုံးဘုရင်တွေကတအူးပါ။သူလက်ထက်မှာအင်ကာရဲ့နယ်မြေအရှိန်အဟုန်နဲ့ကျယ်ပြန့်လာခဲ့ပြီးနိုင်ငံရေးစီးရေးနဲ့ဆောက်လုပ်ရေးပညာတွေကလည်းအထွတ်ထိပ်ကိုရောက်ရှိခဲ့ပါတယ်။အဲဒီအချိန်မှာပဲအင်ဒီစ်တောင်တန်းတွေရဲ့အမြင့်ဆုံးတနေရာမှာမန်ချူပီချူကိုစတင်တည်ဆောက်ခဲ့ကြတာလို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့ဒီမြို့ကိုဘာရွယ်ချက်နဲ့တည်ဆောက်ခဲ့တယ်ဆိုတာတော့ယနေ့ထိအငြင်းပွားနေသေးပါတချို့သူတေတီတွေဟာမန်ချူပီချူကပါချာကူရီဘုရင်ရဲ့နွေရာသီနန်းတော်ဖြစ်တယ်လို့ယူဆကြပါတယ်တချို့ကလည်းဒီနေရာဘာသာရေးခမ်းနားတွေကျင်းပတဲ့မြင့်မြတ်တဲ့နေရာဖြစ်တယ်လို့ဆိုကြပါတယ်နောက်ထပ်ယူဆတစ်ခုကတော့မန်ချူပီချူမြို့တော်ကြီးဟာနက်ခတ်ပေတင်လေးလာဖို့နဲ့နေလာကျယ်တွေရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်ဖို့တည်ဆောက်ခဲ့တာဖြစ်နိုင်တယ်လို့သူတေတီတချို့ကယူဆထားကြပြန်တယ်ဒါပေမဲ့ဒီယူဆချက်တွေတဲကဘယ်တစ်ခုမှယနေ့ထိအတည်ပြုနိုင်တဲ့အထောက်အထားတော့မတွေ့ရသေးပါဘူး။ဒါပေမဲ့မန်ချူပီချူမြို့တော်ကြီးရဲ့အကြီးမားဆုံးအန်ဩဘွေယာကမြို့ကိုဘာအတွက်တည်ဆောက်ခဲ့ကြတယ်ဆိုတာထက်ဒီမြို့ကိုသူတို့ဘယ်လိုတည်ဆောက်နိုင်ခဲ့ကြတာလဲဆိုတာပါ။တန်မရှိဘီလည်းမရှိကရိန်းနဲ့ဝချီဆက်တို့လိုခင်မီဆက်ရန်နေရတွေလည်းမရှိတဲ့ချိန်မှာတန်ချိန်ပေါင်းများစွာလေးလံတဲ့ကြောက်တုံးကြီးတွေကိုတောင်ထိပ်ပေါ်ထိဘယ်လိုတည်ယူခဲ့ကြတာလဲဆိုတာကယနေ့ထိအဖြစ်ရှာမရသေးတဲ့မေးခွန်းတစ်ခုပါ။မန်ချူပီချူမြို့တော်ကြီးကိုပိုပြီးအံ့ဩစေတဲ့အရာကဒီမြို့ရဲ့အရွယ်အစားမဟုတ်ပါဘူး။ဒီမြို့ကိုတိဆောက်ခဲ့တဲ့နည်းပညာပါ။ဒီမြို့တစ်ခုလုံးကိုတန်ချိန်ပေါင်းများစွာလေးလံတဲ့ကြောက်တုံးကြီးတွေနဲ့တိဆောက်ထားတာပါ။အံ့ဩစရာကတော့အဲဒီကြောက်တုံးတွေကြားမှာဘီလက်မြေကော်ဒါမှမဟုတ်တန်ချောင်းတစ်ချောင်းတော့အသုံးမပြုထားပါဘူး။ကြောက်တုံးတစ်လုံးချင်းစီကိုတစ်ခုနဲ့တစ်ခုအဝင်ကိုကြားပြောင်းထုစစ်ထားတဲ့အတွက်ဓာတော်တစ်ချောင်းတောင်ဂျားတွေကိုထိုးသွင်းလို့မရနိုင်တဲ့အထိတိကျလှပါတယ်။ဒီလိုဆောက်လုပ်ရေးနည်းပညာကို Ashlar Mystery လို့ခေါ်ပြီးယနေ့ထိကမ္ဘာ့ကောင်ဆုံးကြောက်ဆောက်လုပ်ရေးနည်းပညာတွေကတစ်ခုဖြစ်သတ်မှတ်ခံထားရပါတယ်။ဒါနဲ့မကသေးပါဘူး။မန်ချူပီချူမြို့တော်ကြီးဟာငလင်းလောက်ခတ်မှုမကြာခဏဖြစ်တဲ့ဒေသမှာတည်ရှိပါတယ်။ဒါပေမဲ့နှစ်ပေါင်း900ကျော်ကြာတဲ့အထိအဆောက်အအုံများစုကမပြိုလဲပဲကျန်ရှိနေသေးပါ။အကြောင်းရတော့ကြောက်တုံးတွေကိုနိုင်ငယ်လှုပ်ရှားနိုင်အောင်တိစောက်ထားတဲ့အတွက်ငလင်းလောက်တဲ့အခါအဆောက်အအုံတစ်ခုလုံးကလိုက်ပြီးလှုပ်ရှားနိုင်တာပါ။ငလင်းလှုပ်ပြီးသွားတဲ့အခါမှာတော့ကြောက်တုံးတွေကမူလနေရာတွေကိုပြန်လဲအဝင်ကိုကြဖြစ်သွားနိုင်တဲ့အတွက်အဆောက်အအုံမပြိုကျခဲ့တာလို့ယူဆကြပါတယ်။ဒီလိုအင်ဂျင်နီယာပညာမျိုးကိုလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကလူတွေဘယ်လိုရှာဖွေတွေ့ရှိခဲ့ကြသလဲဆိုတာကတော့ဒီကနေ့အထိသမိုင်းပညာရှင်တွေကိုအံ့ဩနေစေဖြစ်ပါတယ်။မန်ချူပီချူရဲ့အံ့ဩစရာတွေဟာဒီမှာတည်းမပြီးဆုံးသေးပါဘူး။ဒီမြို့ထဲမှာရှိတဲ့အဆောက်အအုံတချို့ဟာအင်္ဂါလူမျိုးတွေရဲ့နက္ခတ်ပေတာပညာဘယ်လောက်ထိတိုးတက်ခဲ့တယ်ဆိုတာကိုထင်ရှားစွာဖော်ပြနေပါတယ်
အဒီစာအုပ်တွေကအကြော်ကြားဆုံးတစ်ခုကတော့ Temple of the Sun ဆိုတဲ့နေဖျားအကြောင်းပဲဖြစ်ပါတယ်။အဒီစာအုပ်ကိုအဝိုင်းပုံသဏ္ဍာန်နဲ့တိစောက်ထားပြီးပြတင်းပေါက်နှစ်ပေါက်ကိုနေအောင်ကြီးရဲ့လမ်းကြောင်းနဲ့ကန့်ညီအောင်ထူတွက်ချက်တိစောက်ထားတာလို့သူတေတီတွေကယုံကြည်ကြပါတယ်။နှစ်စဉ်ဇွန်လနဲ့ဒီဇင်ဘာလမှာကြာရောက်တဲ့နေပြန်တဲ့ချိန်တွေမှာနေအောင်ကြီးကပြတင်းပေါက်ကနေတားရိုက်ဝင်ရောက်ပြီးတွင်းပိုင်းကိုတိကျစွာထိုးထားတာကိုယနေ့ထိတွေ့မြင်နိုင်ပါတယ်။ဒါအင်္ဂါလူမျိုးတွေကနေရာသီဥတုနဲ့အချိန်ကိုလေ့လာခဲ့ကြောင်းပြသနေတဲ့အထောက်အထားတစ်ခုလည်းဖြစ်ပါတယ်။နောက်ထပ်ထူးခြားတဲ့နေရာတစ်ခုကတော့အင်တီဝါတနာလို့ခေါ်တဲ့ကြောက်တိုင်ဖြစ်ပါတယ်။ကယ်ရှူအာဘာသာစကားအရအင်တီဝါတနာဆိုတာနေကိုချီနှောင်ထားတဲ့ကြောက်တိုင်လို့အဓိပ္ပာယ်ရပါတယ်။အင်္ဂါလူမျိုးတွေဒီကြောက်တိုင်ကိုနေအချိန်ရာသီဥတုပြောင်းလဲနဲ့စာပေအချိန်တွေကိုတွက်ချက်ဖို့အသုံးပြုခဲ့တာဖြစ်နိုင်တယ်လို့သူတေတီအများစုကယူဆကြပါတယ်။တချို့ကလည်းအင်တီဝါတနာမှာထူးခြားတဲ့စွမ်းရည်တွေရှိတယ်လို့ပြောဆိုကြပေမဲ့ဒီယူဆကိုထောက်ခံနိုင်တဲ့သိပ္ပံအထောက်အထားတော့မရှိသေးပါဘူး။မန်ချူပီချူမြို့တော်ထဲမှာနောက်ထပ်ထင်ရှားတဲ့အဆောက်အဦတစ်ခုကတော့ Temple of the Three Windows ဖြစ်ပါတယ်။ဒီအဆောက်အဦမှာပြတင်းပေါက်ကြီး၃ပေါက်ပါရှိတဲ့အတွက်ဒီနာမည်ကိုပေးထားတာပါ။အင်္ဂါယူဝဒနာတွေအရဒီပြတင်းပေါက်ကြီး၃ပေါက်ဟာလူသားတွေစတင်ပေါ်ပေါက်လာခဲ့တာလို့ယုံကြည်ကြတဲ့တမ်ဘူရိုဂိုလို့ခေါ်တဲ့တန်ရှင်းမြင့်မြတ်တဲ့နေရာကိုပူဇော်ပြုတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီထိပ်ပဲယူဝယုံကြည်ချက်ပေါ်ခြေခံထားတာဖြစ်ပြီးအတည်ပြုထားတဲ့သမိုင်းအချက်လက်တော့မရှိသေးပါဘူး။မန်ချူပီချူမြို့ကြီးကိုကြည့်လိုက်ရင်အင်္ဂါတွေကအဆောက်အဦတွေဆောက်လုပ်တဲ့အခါမှာသဘာဝပတ်ဝန်းကျင်နေရာကြီးရာသီဥတုနဲ့တောင်တန်းတွေရဲ့အနေအထားကိုပါထည့်သွင်းစဉ်းစားပြီးစနစ်တကျဒီဇိုင်းရေးဆွဲထားတာကိုတွေ့ရပါတယ်။ဒါကြောင့်မန်ချူပီချူကမြို့တစ်ခုတည်းပို့ပြီးအင်္ဂါရေးကျင်းမှုရဲ့ဉာဏ်ပညာနဲ့အင်ဂျင်နီယာစွမ်းရည်ကိုဖော်ပြနေတဲ့တက်ရှိပြတာကြီးတစ်ခုဆိုရင်လည်းမမှားပါဘူး။ဒါပေမဲ့တချင်ကလူတွေနဲ့စီကားခဲ့တဲ့ဒီမြို့ကြီးဟာဘာကြောင့်ရုတ်တရက်လူသူကင်းမဲ့သွားခဲ့တာလဲ။အင်္ဂါတွေကဒီမျိုးကိုစွန့်ခွာခဲ့ကြတာလားဒါမှမဟုတ်သူတို့အပေါ်တစ်ခုခုကြားရောက်ခဲ့တာလားမချူပီချူကို16ရာစုအလယ်လောက်မှာစွန့်ခွာခဲ့တယ်လို့သူတေတီအများစုကယူဆကြပါတယ်16ရာစုစောပိုင်းမှာတော့အင်္ဂါအင်ပါယာစပိန်ကျူးကျော်သူတွေရဲ့တိုက်ခိုက်မှုကိုရင်ဆိုင်ခဲ့ရပါတယ်။အဲဒီအချိန်မှာအင်္ဂါရဲ့အင်ပါယာကြီးဟာနန်းတွင်းအနာလူမဲကြောင့်အားနည်းနေခဲ့ပြီး1932ခုနှစ်မှာစပိန်စစ်ကောင်းဆောင် Francisco Pizarro ကအင်္ဂါဘုရင်အထာဝပါကိုဖမ်းဆီးခဲ့ပြီးနောက်ဆုံးမှာတော့ကွပ်မျက်ခဲ့ပါတယ်။1933ခုနှစ်မှာအင်္ဂါမြို့တော် Cusco ကိုသိမ်းပိုက်လိုက်ပါတယ်။အဲဒီနောက်အင်္ဂါအင်ပါယာတဖြည်းဖြည်းကြာရှုံးသွားခဲ့ရပါတယ်။ဒါပေမဲ့မန်ချူပီချူကိုတော့စပိန်တွေမတွေ့ရှိခဲ့ကြဘူးလို့သမိုင်းပညာရှင်အများစုကယူဆကြပါတယ်။ဒါကြောင့်မန်ချူပီချူဟာစစ်ကြောင့်ပျက်စီးသွားတဲ့မြို့တစ်မြို့မဟုတ်ဘဲအချိန်ကာလတစ်ခုမှာလူတွေစွန့်ခွာသွားတဲ့မြို့တစ်မြို့ဖြစ်တယ်လို့ဆိုပါတယ်။ဒါဆိုရင်အင်္ဂါလူမျိုးတွေကဘာကြောင့်ဒီမြို့ကြီးကိုစွန့်ခွာသွားခဲ့ကြတာလဲ။သူတေတီချူကတော့စပိန်တွေယူဆောင်လာတဲ့ယောဂတွေကအင်္ဂါလူမျိုးတွေကြားပြန့်နှံ့ခဲ့ပြီးမန်ချူပီချူမှာနေထိုင်သူတွေကိုလည်းထိခိုက်စေခဲ့တာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။နောက်ထပ်ယူဆချက်တစ်ခုကတော့ဘရင်ကွယ်လွန်ပြီးတဲ့နောက်နိုင်ငံရေးပြောင်းလဲတွေဖြစ်ပေါ်လာခဲ့တဲ့အတွက်ဒီမြို့ကတဖြည်းဖြည်းအရေးပါမှုလျော့နည်းလာပြီးနောက်ဆုံးမှာတော့ဆွန့်ပစ်ခံလိုက်ရတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီယူဆချက်တွေကဘယ်တစ်ခုမှယနေ့ထိအတည်ပြုနိုင်တဲ့အထောက်အထားတော့မရှိသေးပါဘူး။ဒါကြောင့်မန်ချူပီချူကိုဘာကြောင့်ဆုတ်ခွာခဲ့ကြတာလဲဆိုတဲ့မေးခွန်းကတော့ရှီအောင်သုတေသနပညာရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်တွေကတစ်ခုဖြစ်ရှိနေသေးပါမန်ချူပီချူမြို့ကြီးကိုအင်ကာလူမျိုးတွေစွန့်ခွာသွားပြီးတဲ့နောက်ဒီမြို့ကြီးဟာတောအုပ်တွေနဲ့တိမ်တွေကြားမှာနှစ်ပေါင်း300ကျော်ဖုံးကွယ်နေခဲ့ပါတယ်။ကမ္ဘာကြီးကလည်းဒီမြို့ကြီးကိုတဖြည်းဖြည်းမေးလျော့သွားခဲ့ပါတယ်။ဒါမဲ့1917ခုနှစ်မှာတော့အမေရိကန်သမိုင်းပညာရှင်တယောက်ရဲ့ခရီးစဉ်ဟာမန်ချူပီချူမြို့ကြီးရဲ့ကံကြမ္မာကိုလုံးဝပြောင်းလဲပစ်လိုက်ပါတယ်။1919ခုနှစ်ဇူလိုင်24ရက်မှာတော့အမေရိကန်သမိုင်းတုတေတီနဲ့စူဇန်ရှာဖွေသူဟာရန်ဘေကန်ဟာပီရူးနိုင်ငံရဲ့အင်ဒီစ်တောင်တန်းတွေထဲကိုစူဇန်လေ့လာဖို့ရောက်ရှိလာခဲ့ပါတယ်။သူရဲ့မူလရွယ်ချက်ကတော့အင်္ဂါအင်ပါယာရဲ့နောက်ဆုံးမြို့တော်လို့ယူဆထားတဲ့ဘီကာဘန်ကမြို့ကြီးကိုရှာဖွေဖို့ပါ။ဒါပေမဲ့သူမမျှော်လင့်ထားတဲ့အရာတစ်ခုကသူ့ကိုစောင့်ကြိုနေခဲ့ပါတယ်။ဒေသခံတွေရဲ့လက်ပြမှုနဲ့အတူတောင်တန်းတွေပေါ်ကနိုင်ပေါင်းများစွာတက်ရောက်ပြီးတဲ့နောက်တောအုပ်တွေနဲ့ခြုံတွေဖုံးလွှမ်းနေတဲ့ကြောက်မြို့တစ်မြို့ကိုသူတို့တွေ့ရှိခဲ့ကြပါတယ်။အဲဒီမြို့ကြီးဟာနေပေါင်းရာချီကြာလူသားတွေရဲ့မျက်စိအောက်ကနေပျောက်ကွယ်နေခဲ့တဲ့မန်ချူပီချူမြို့ကြီးပါဟာရန်ဘေကန်ဟာမန်ချူပီချူမြို့ကြီးကိုကမ္ဘာသုတေသနအတိုင်းဝိုင်းနဲ့နိုင်ငံတကာပထမဆုံးမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။သူရဲ့စူဇန်လေးလာမှုနဲ့တပ်ပုံမှတ်တမ်းတွေကြောင့်မန်ချူပီချူမြို့ကြီးကကမ္ဘာတစ်ဝန်းလူသိများလာခဲ့တာပါ။ဒီကနေ့မှာတော့မန်ချူပီချူဟာ UNESCO ကမ္ဘာအမွေအနှစ်စာရင်းမှာမှတ်တမ်းဝင်ခဲ့ပြီးကမ္ဘာအမွေ9ခုတည်းကတစ်ခုဖြစ်လဲသတ်မှတ်ခံထားရပါတယ်။နှစ်စဉ်ကမ္ဘာနဲ့ခရီးသွားတန်ပေါင်းများစွာလာရောက်လည်းပဲကြားတဲ့နေရာတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့မန်ချူပီချူမြို့ကြီးကိုဘာကြောင့်တိစောက်ခဲ့ကြတာလဲ။ဘာကြောင့်ဆုတ်ခွာခဲ့ကြတာလဲဆိုတဲ့မေးခွန်းကတော့ဒီကနေ့ထိအဖြေရှာနေသေးပါ။ခါတလေမှာတမိုင်းကြောင်းတွေရဲ့ကြီးမားဆုံးဆွဲဆောင်မှုတွေကအဖြေတွေမှာမဟုတ်ဘဲအဖြေမရသေးတဲ့မေးခွန်းတွေထဲမှာရှိနေတာဖြစ်နိုင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ
ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို like and subscribe နှိပ်ထားသွားနိုင်ပါတယ်ခင်ဗျာ